ဒီကတော့ပြင်သစ်နိုင်ငံရေးမှာထပ်ဖြစ်လာတဲ့အချက်အတဲနောက်ဆုံးအခြေအနေကိုအတူချုပ်ပြောပြပါမယ်ပြင်သစ်ဝန်ကြီးချုပ်ဆေဘက်စတီယန်လက်ခွန်နူယာရူရပြီးတလတောင်မဖြစ်သေးဘူးဗျာနောက်ထပ်သွားပြီဟုတ်တယ်26ရက်ပဲဒီအဖြစ်ကဇူလိုင်ရွေးကောက်ပွဲပြီးပြင်သစ်နိုင်ငံရေးဘလောက်တောင်မတည်ငြိမ်ဖြစ်နေလဲဆိုတာကိုတကယ်မီးမောင်းထိုးပြလိုက်တာပါပဲပထမဆုံးဘာလို့လက်ခွန်နူဒီလောက်မြဲမြဲနှုတ်ထွက်သွားလာလဲဆိုတော့လွတ်တော်ထဲမှာသူအစိုးရဖွဲ့ကိုထောက်ခံမှုရဖို့အတော်ခက်နေလို့ပါအဓိကတော့သူ့အခွဲတကလူတော်တော်များများကအရင်ဝန်ကြီးချုပ်ပေရူလက်ထက်ကလူတွေပဲပြန်ပါလာတယ်ဆိုပြီးပါတီအများစုကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာကိုဒုတိယအချက်ဒီကိစ္စကပြင်သစ်နိုင်ငံရေးဘလောက်တောင်ရှုပ်ထွေးနေလဲဆိုတာပြန်ပြနေတယ်စဉ်းစားကြည့်လေလွန်ခဲ့တဲ့နှစ်တည်းမှာဝန်ကြီးချုပ်မာရောက်တောင်ပြောင်းသွားပြီဇူလိုင်ရွေးကောက်ပွဲမှာဘယ်ပါတီမှအများစုမနိုင်တော့အစိုးရဖွဲ့ဖို့ရောတိုင်းပြည်ကိုအုပ်ချုပ်ဖို့ပါသမ္မတမာခရွန်အတွက်တော်တော်လေးခေါင်းခဲနေရတဲ့အခြေအနေပါသူ့အရင်ဝန်ကြီးချုပ်နှစ်ယောက်ဆိုလပိုင်းပဲခံပြီးထွက်ခဲ့ရတာလေနောက်ဆုံးအချက်အဲ့တော့သမ္မတမာခရိုပါဆက်လုံးမလဲလမ်း3လမ်းလောက်ပဲသူ့မှာရှိတော့တယ်ဝန်ကြီးချုပ်အဖေခန့်မလားသူ့ယုံကြည်ရတဲ့လက်ခွန်နူတောင်မဖြစ်ခဲ့ဘူးလေလွှတ်တော်ဖြတ်ကြီးရွေးကောက်ပွဲထက်လုံးမလားဒါဆိုရင်လည်းမရီလက်ပန်ရဲ့လက်ရောက်စွန်းပါတီအားကောင်းလာမှာစိုးရင်ရတယ်ဒါမှမဟုတ်သူကိုယ်တိုင်နှုတ်ထွက်မလားဒါကတော့ဖြစ်နိုင်ခြင်းအနည်းဆုံးတိုးတိုးချိုးပြောရရင်ဝန်ကြီးချုပ်လက်ခွန်နူရဲ့နှုတ်ထွက်မှုကပြင်သစ်နိုင်ငံရေးကိုပူရှုပ်ထွေးစေပြီးသမ္မတမာခရွန်ကိုတကယ်အကျက်တဲတဲ့တွန်းပို့လိုက်တာပါပဲ